မင်္ဂလာပါကျွန်တော်ကတော့ကိုစုသူရဖြစ်ပါတယ်ကျွန်တော်တို့လူတွေကိုစိတ်ခံစားချက်အသိဉာဏ်ပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်ပြီးတော့ EQ တိုးတက်အောင်ဘဝမှာပို့ပြီးတော့ပျော်ရွှင်ငြိမ်းချမ်းပြီးတော့အောင်မြင်တိုးတက်အောင်ကူညီပေးနေတဲ့နီးပြတစ်ယောက်ပဲဖြစ်ပါတယ် Richard Your Mind သင်စိတ်ကိုအပြန်ဖြစ်ပါစာအုပ်ကိုရေးသားထုတ်ဝေသူလည်းပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဝေမျှစရာအကြောင်းအရာတွေတခုရှိတယ်ပေါ့နော်အဲ့တော့ဒီအရာကတော့ကျွန်တော်ရဲ့ဘဝအောင်မြင်တိုးတက်ရေးမှာအရေးပါတဲ့အကြောင်းအရာတွေတခုဖြစ်တယ်ဒီအရာလေးတစ်ခုကိုနားလည်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာရှိတဲ့ရလဒ်တွေကိုဘယ်လိုမျိုးတိုးတက်ပြောင်းလဲအောင်လုပ်လို့ရလဲဆိုတာကိုပို့ပြီးတော့နားလည်လာပါလိမ့်မယ်အဲ့ဒါကတော့ကျွန်တော်တို့နေတိုင်းတွေးနေတဲ့အတွေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်အရင်ဆုံးပထမဆုံးတစ်ချက်အနေနဲ့အတွေးတွေကိုကျွန်တော်နားလည်ရမယ်ဘာကြောင့်လဲဆိုကျွန်တော်တို့နေ့စဉ်တွေးတဲ့အတွေးတွေဆိုတာအများကြီးပဲနော်တော့တောင်းနေချီပြီးတော့ရှိတယ်ပေါ့နော်ထားပါတော့ဒီຢာကတော့အဲ့တော့ဒီအတွေးတွေကနေပြီးတော့တစင်ဘာတွေဖြစ်လာစေလဲဆိုလို့ရှိရင်ဒီအတွေးတွေကမှတစင်ကျွန်တော်တို့ရဲ့ခံစားချက်တွေဆိုတာဖြစ်ပေါ်လာစေတာအဲ့တော့ခေါင်းထဲမှာတွေးတဲ့အတွေးတွေထောင်နဲ့တောင်းနဲ့ကြည့်တဲ့အတွေးတွေကိုရှုပ်ရှုပ်ထွေးထွေးသဘောမထားဘဲနဲ့နှစ်မျိုးလောက်ပဲသဘောထားကြည့်ပါ positive thought နဲ့ negative thought အဲ့တော့ကောင်းတဲ့တွေးနဲ့မကောင်းတဲ့တွေးပေါ့အဲ့တော့ကောင်းတဲ့အတွေးတွေးရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခံစားချက်တွေဒီကောင်းတဲ့ခံစားချက်တွေဖြစ်တည်နေလိုက်မယ်အကယ်၍ကိုကမကောင်းတဲ့တွေးတွေးနေပြီဆိုလို့ကျွန်တော်တို့ရဲ့ခံစားချက်တွေကမကောင်းတော့ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ဒီစိတ်ခံစားချက်ဆိုရယ် emotion တွေမကောင်းတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာ action တွေလည်းပဲမကောင်းတော့ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ်စိတ်ညစ်သွားပြီဆိုလို့ရှိရင်အလုပ်လုပ်ရတာအဆင်ပြေသေးလား။အခုဒီထဲမှာဗီဒီယိုကြည့်နေတဲ့ညီကောင်မတွေထဲမှာစိတ်ညစ်တဲ့အခါကျလို့ရှိရင်အလုပ်လုပ်ရတာပိုကောင်းတာပျော်တဲ့အခါကျလို့ရှိရင်အလုပ်လုပ်ရတာပိုကောင်းတာဘယ်သူပဲဖြစ်ဖြစ်ကိုပျော်ရွှင်နေတဲ့စိတ်ကြည်လင်နေတဲ့အခါကျလို့ရှိရင်ခံစားချက်တွေကောင်းနေလို့ရှိရင်အလုပ်လုပ်ရတာပိုကောင်းတယ်။ဒါကြောင့်မို့အတွေးမှသည်စိတ်ခံစားချက်တွေကိုဖြစ်တည်လာစေတယ်။ဒီစိတ်ခံစားချက်တွေမှသည်ကျွန်တော်တို့ရဲ့လက်တွေ့လှုပ်ဆောင်ချက်တွေကိုဖြစ်တည်လာစေတယ်။အဲ့တော့ဒီလက်တွေ့လှုပ်ဆောင်ချက်တွေကောင်းတဲ့အခါကျတော့ကျွန်တော်တို့ရဲ့ result ဆိုရယ်ရလက်တွေပြောင်းလဲလာမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့အတွေးကောင်းတဲ့အတွေးတွေစူးစမ်းပြီးတော့တွေးပြီးမယ်ဒါမှကောင်းတဲ့ခံစားချက်တွေကိုပို့ပြီးတော့မွေးမြူနိုင်မှာဖြစ်တယ်။အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကောင်းတဲ့ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေကိုပို့ပြီးတော့ဖြစ်တည်လာစေလိမ့်မယ်။ကောင်းတဲ့ရလက်တွေကိုရစေလိမ့်မယ်။ဒါကြောင့်မလို့အတွေးကောင်းတော့မှရလက်တွေကောင်းမှာဖြစ်တယ်။အဲ့တော့အတွေးကောင်းမှုဆိုတာကလည်းပဲစူးစမ်းပြီးတော့ကျွန်တော်တို့ကလေ့ကျင့်ပေးရ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ဆိုတာဥယျာဉ်ကြီးတစ်ခုနဲ့လားသဏ္ဍာန်တူတယ်။အဲ့တော့ကျွန်တော်တို့ပန်းဥယျာဉ်ထဲမှာတာယာလှပတဲ့ပန်းမင်လေးတွေပို့ပြီးတော့စီစီနဲ့ဖြစ်ထွန်းနေမှာလားဒါမှမဟုတ်လို့ရှိရင်စူးပင်ခြုံတွေတွေကပို့ပြီးတော့များနေမှာလားမြက်ပင်တွေကပိုများနေမှာလားဒါကဘယ်သူ့ဘက်မှာမူတည်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကျွန်တော်တို့ရဲ့ဥယျာဉ်မှုပေါ့နော်စိတ်ခံစားချက်ဥယျာဉ်မှုမှာမူတည်တယ်အဲကျွန်တော်တို့ရဲ့စိတ်ဆိုတာလေဥယျာဉ်မှုဥယျာဉ်တစ်ခုလိုပဲဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ရဲ့စိတ်ဆိုဥယျာဉ်ထဲမှာ positive emotion နဲ့တူတဲ့တစ်ပင်ပန်းပန်းလေးတွေကောင်းတဲ့အတွေးလေးတွေ positive thought တွေနဲ့တူတဲ့ကောင်းတဲ့ဒီပန်းမင်လေးတွေပို့ပြီးတော့ကျွန်တော်တို့စိုက်ပျိုးမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့negative emotion တွေ negative thought တွေနဲ့တူတဲ့စူးပင်ခြုံတွေအစိတ်ပင်တွေဒါတွေပို့ပြီးတော့များလာမှာလားဒါကဘယ်သူ့ပေါ်မှာမူတည်လဲဆိုရင်စိတ်ဥယျာဉ်မှုပေါ်မှာမူတည်တယ်အဲ့တော့စိတ်ဥယျာဉ်မှုကဘယ်သူဖြစ်မလဲစဉ်းစားကြည့်ပါစိတ်ဥယျာဉ်မှုကကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ကိုယ်တိုင်ဖြစ်တဲ့စိတ်ဥယျာဉ်မှုကိုကျွန်တော်တို့ကနေတိုင်းကျွန်တော်တို့ကိုယ့်ရဲ့စိတ်ဥယျာဉ်လေးကိုပြုစုပြောင်းထောင်ပေးဖို့အတွက်ဥယျာဉ်မှုဖြစ်တဲ့ကျွန်တော်တို့ကိုယ်တိုင်ကအချိန်ပေးရကျွန်တော်တို့အများစုကခန္ဓာကိုယ်အတွက်အချိန်ပေးကြတယ်ခန္ဓာကိုယ်အလှတရားအတွက်အချိန်ပေးကြတယ်ဒါပေမဲ့စိတ်အတွက်ကျွန်တော်တို့ကအချိန်ပေးဖို့အတွက်တခါကြလို့ရှိရင်ကျွန်တော်ပြက်ကွက်တတ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုလူသဘာဝအရာကမြင်လာတဲ့အရာတွေကိုဂရုစိုက်ကြတယ်မမြင်လာတဲ့အရာတွေကိုဂရုမစိုက်ကြဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝမှာရှိတဲ့ရက်လက်တွေပိုကောင်းလာဖို့အတွက်ရက်လက်တွေဆိုတာကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်ခြင်းအောင်မြင်မှုဆိုတာလည်းပဲတချို့အတွက်ကြတော့အဓိပ္ပာယ်အမျိုးမျိုးဖြစ်လိုက်မယ်ပေါ့နော်တချို့ကြတော့မိသားစုနဲ့နေနေတာအောင်မြင်မှုတချို့ကြတော့ငွေကြေးလက်လက်တာအောင်မြင်မှုတချို့ကြတော့အလုပ်ကောင်းကောင်းရတာအောင်မြင်မှုယာရုကောင်းကောင်းရဘလို့အောင်မြင်မှုမျိုးပဲဖြစ်နေပါလေစေမြင်ရတဲ့အရာတိုးတက်ကောင်းမှုမို့အတွက်မမြင်ရတဲ့အရာကိုပြုစုပြောင်းထောင်ပေးရတာဥပမာအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တစ်ပင်ကြီးတစ်ပင်နဲ့ကြည့်လိုက်ပါတစ်ပင်လို့ပြောလိုက်ပြီဆိုလို့ရှိရင်ရုတ်တရက်ကျွန်တော်တို့မြင်ရတာဒီညီကြီးပေါ်မှာပေါက်နေတဲ့အရာကိုကျွန်တော်တို့မြင်ရအောက်မှာမြုပ်နေတဲ့အရာကိုကျွန်တော်မမြင်ရအောင်အောက်မှာမြုပ်နေတာအမြင့်ရှိတယ်အဲ့တော့ဒီအမြင့်ကောင်းတော့မှအပေါ်မှာရှိတဲ့အသီးတွေအပွင့်တွေရဲ့အရည်သွေးရလည်းပဲတိုးတက်ကောင်းမွန်လာမှာဖြစ်တယ်အဲ့တော့ဒီရေတောင်းမြစ်ကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်ကျွန်တော်စူးစမ်းအားထုတ်ရအောင်အဲ့တော့ဒီရေတောင်းမြစ်ထဲမှာကျွန်တော်တို့အတိတ်မှာကြုံတွေ့ခဲ့တဲ့ပြဿနာတွေစိတ်ညစ်စရာတွေဒါတွေကိုကျွန်တော်တို့ကတိုးလောင်ထားပြီးတော့ဒီအမြစ်တွေထဲမှာမကောင်းတဲ့အမြစ်တွေဖြစ်နေတယ်မကောင်းတဲ့အမြစ်တွေပုတ်တိုးနေတယ်ဆိုလို့ရှိရင်အပေါ်မှာရှိတဲ့အသီးပွင့်တွေကလည်းပဲကောင်းလာမှာမဟုတ်ဘူးဒါကြောင့်မလို့အမြစ်ကောင်းတော့မှအသီးကောင်းမှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအမြင့်ကိုရှင်သန်တော့မှာပေါ်မှာရှိရဲ့အသီးပွင့်နေရဲ့ရည်သွေးရလည်းပဲပို့ပြီးတော့တိုးတက်လာမှာဖြစ်တယ်။အဲဒါကြောင့်မို့ကျွန်တော်တို့တွေကနေတိုင်းမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကို train လုပ်တယ်ဥပမာဂျင်းတွေသွားပြီးတော့လေ့ကျင့်ခန်းတွေလုပ်တယ်ခန္ဓာကိုယ်လှပဖို့အတွက် beauty salon တွေသွားတယ်အလှတွေပြည့်နေဒါတွေကိုလည်းလုပ်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကိုလည်းပဲ
မမေ့ပါနဲ့ကျွန်တော်တို့ရဲ့အတွေးတွေကိုတန့်စင်ပေးဖို့အတွက်အတွေးတွေကိုကောင်းတဲ့အတွေးတွေပို့တွေးနိုင်စေဖို့အတွက်လေ့ကျင့်ပြုစုပြုထောင်ပေးရနောက်တစ်ခုအနေနဲ့ကကျွန်တော်တို့အခုဆိုလို့ကျွန်တော်တို့ရဲ့ဖုန်းလေးတွေကိုကျွန်တော်တို့ကအားသွင်းကြတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဖုန်းကနော်ကျွန်တော်တို့ဒါအားကုန်တော့မယ်နော်စသဖြင့်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဖုန်းလေးကိုခြိုက်စိတ်လေးသွင်းကြရအဲ့လိုမျိုးကျွန်တော်တို့အားသွင်းတယ်လို့ပေါ့ကျွန်တော်တို့ရဲ့စိတ်ကိုလည်းပဲအားသွင်းပေးဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်စာအုပ်လေးတုပ်ကျွန်တော်ရေးသားထားတာရှိရဲပြီးခဲ့တဲ့လပိုင်းထွက်ထားခဲ့တဲ့စာအုပ်လေးတုပ်ပါဒါကတော့ဘာလို့ခေါ်လဲဆိုရင် recharge your mind လို့ခေါ်တယ်တင်းစိတ်ကိုပြန်ပြီးတော့အားဖြည့်ပါဘောနော်ကျွန်တော်ဖုန်းတွေကိုအားဖြည့်သလိုပဲစိတ်ကိုလည်းပဲအားဖြည့်ပေးရအောင်ကျွန်တော်တို့အများစုဒီစိတ်ကိုအားမဖြည့်ကြဘူးပေါ့အားမဖြည့်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာဖြစ်လဲဆိုရင်စိတ်အားတွေကုန်နေတယ်စိတ်အားကုန်တော့ကျွန်တော်တို့လုပ်တဲ့အလုပ်တွေတိုင်းမှာကောင်းမွန်တဲ့အလုပ်တွေတော့ကျွန်တော်တို့စူးစမ်းပြီးတော့လုပ်ရမယ့်အရာတွေဒါဒီမှာကျွန်တော်တို့ရဲ့စိတ်အားကုန်နေတဲ့အခါကျတော့လုံနိုင်စွမ်းအားတွေနည်းလာကြ။ဒါကြောင့်ရေတောင်းမြစ်ကိုဂယူးဆိုင်ပါကျွန်တော်တို့ရဲ့စိတ်ကိုဂယူးဆိုင်ပါ။ဒါကြောင့်ဒီစာအုပ်ထဲမှာကျွန်တော်ပြည့်ပြည့်ဝဝကျွန်တော်ဗပေါင်းစုံကနေပြီးတော့လူတွေရဲ့စိတ်ခံစားချက်တွေပို့ပြီးတော့တိုးတက်ကောင်းမွန်လာစေဖို့အတွက်ဘဝအောင်မြင်တိုးတက်စေဖို့အတွက်ရေးသားပေးထားပါ။ဒါကြောင့်မို့အမြင့်ကောင်းမှအပေါ်မှာရှိတဲ့အတီးပွင့်တွေကောင်းမှဖြစ်တယ်။အဲ့တော့အမြင့်ကောင်းဖို့အတွက်ကကျွန်တော်တို့ရဲ့စိတ်ကိုကြိုးစားပြီးတော့တိဆောက်ပေးရမယ်။အဲ့ဒါကြောင့်နေရနေတိုင်းကျွန်တော်အကောင်းဆုံးကောင်းတဲ့အတွေ့အကြုံတွေပါကောင်းတဲ့ခံစားချက်တွေကိုမွေးမြူပါကောင်းတဲ့လုပ်ရက်တွေကိုပို့ပြီးစူးစမ်းပြီးလုပ်ပါကောင်းတဲ့ရလဒ်တွေပို့ပြီးတော့ရရှိလာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကောင်းတဲ့အတွေ့အကြုံတွေးမယ်ကောင်းတဲ့ခံစားချက်တွေဖြစ်အောင်ကျွန်တော်တို့စူးစမ်းအားထုတ်ကြမယ်ပြီးရင်ကောင်းတဲ့အရာတွေကိုနေ့စဉ်နေ့တိုင်းစူးစမ်းပြီးတော့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့ရလဒ်တွေဆိုတာပို့ပြီးတော့ရလာပါလိမ့်မယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ကိုစိုးသူရပါ Richard Diamond စာအုပ်ကိုရေးသားထုတ်ဝေသူလည်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်